ဟာလေမိုးကအရှော့ပေးမှန်သိလို့တမင်စိုးပြနေရလားဟမ် တမင်စိုးပြရအောင်မင်းကဘောင်ကုန်းဝင်တာခရုကိုမဆိုင်တာ အေးဟေးဂယုမဆိုင်နဲ့နော်ဂယုမဆိုင်နဲ့ရှင့်ကိုလည်းလေဒီတအိမ်လုံးမှာအကိုကြီးတယောက်ရဲဆိုပြီးဘယ်သူမှလည်းဂယုဆိုင်နေကြတာမဟုတ်ဘူးဒီနေ့ပဲ Snow Resort ဒါရိုက်တာအစ်စ်ခန့်အပ်ဖို့ကြေညာတော့မှာအဲ့တော့ရှင်သိလားဟမ်ရှင်ဘာသိလဲရှင်ဘာကိုစိတ်ဝင်စားလဲကျမမှာတော့လေမိမသားတံမဲ့ဒီမိသားစုလူဝင်ဆက်နိုင်ဖို့အတွက်အရာအလုံးတယောက်တည်းစ조사နေရတာကျမသာမရှိဘူးဆိုရင်ရှင်ဘယ်သူမှတော့စိတ်ပေါ်ကြောက်ပဲလုံနေကြမှာမဟုတ်ဘူး သိတော့ မစကားနဲ့ပဲပြောတော့မမလက်ပါတို့မိုးမလည်းလက်ပါလေ ကောင်မမစစ်စစ်နဲ့လွယ်တော့ဟာ ကျမတော့ထိကြည့်လိုက်စမ်း တော်ပါတော့တော်ကြပါတော့ဖေနဲ့မေရဲ့တော်ကြပါတော့ရမဖြစ်ကြပါနဲ့တောင်းဝင်ပါရဲ့ရှစ်ကိုပြီးတော့တောင်းဝင်ပါရဲ့ရမဖြစ်ပါနဲ့ဗျာ ဟဲ့အောင်မင်းဘာလာလောက်တာလဲကိုခန့်ကိုသွားသမ်း ရှင်ကျမတော့ဘလို့တန်နဲ့ပြောလိုက်ကြတယ်ဟဲ့ မင်းမသွားသေးဘူးလားသွားလို့ပြောနေသွား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 